ရှင်လက်ထက်တည်းစုလီဘူရဲ့ရှိခဲ့တယ်ပေါ့နော်ဘူကြီးရဲ့ရုပ်ထုတော့ဥရုစတာဦးတိခဲ့တဲ့ဟာခုနကဟိုဒီနေရာကရန်ကုန်မြို့ရဲ့ဗဟိုချက်နေရာဖြစ်ပြီးတော့အခုမြင်နေရတဲ့စုလီစီတီတော်ဆိုရင်လေတစ်ချိန်ကဖြိုချခံရတော့မယ့်အခြေအနေတီကိုရောက်ခဲ့ပါတယ်ဒီနေရာမှာဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့တမိုင်းကြောင်းတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်ခေတ်တွေဘလောက်ပြောင်းလဲလို့မရတဲ့ရာဇဝင်အကြောင်းအရာတွေစီကိုဒီနေ့တွက်ကြည့်မှာဖြစ်ပါတယ်ဒီနေရာကရန်ကုန်မြို့ရဲ့ဗဟိုချက်လို့ခေါ်ဆိုနိုင်တဲ့နေရာဖြစ်ပြီးတော့ဘေးပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်လေပိုလိုနီခေတ်ကလက်ကျန်အဆောက်အအုံတွေဖြစ်တဲ့မြို့တော်ခန်းမှာတရားရုံးတွေနဲ့မဟာဗန္ဓုလပန်းချံဒီလိုမျိုးထင်ရှားတဲ့အထင်ကြီးအဆောက်အအုံတွေချာမှာစုလီစီတီတော်ကြီးကိုတွေ့မြင်နိုင်ပါတယ်1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်အပြီးမှာတော့ဗြိတိရှတွေကအောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတော့ရန်ကုန်ကိုအရှေ့တောင်အာရှရဲ့အရေးပါတဲ့စိတ်ကမ်းမြို့ကြီးတစ်ခုဖြစ်ပြန်လည်တည်ဆောက်ဖို့အတွက်စီစဉ်ခဲ့ကြပါတယ်။တစ်ချိန်ကရန်ကုန်ဟာဆိုရင်ဒီနေ့မြင်နေရတယ်လို့မြို့ပြကြီးတစ်ခုမဟုတ်ခဲ့ပါဘူး။မြင်တောင်ပြောမယ်ဆိုရင်မြို့ area ကဆိုရင်လေစုလီလန်းကနေပြီးတော့တိမ်ဖြူတဝိုက်နဲ့ကမ်းနားလဲတစ်လျှောက်ထိသာရှိခဲ့တဲ့မြို့ငယ်လေးတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်ကိုမြို့ပြကြီးတစ်ခုဖြစ်ဖန်တီးဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့နေရာမှာပြဿနာတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ရန်ကုန်ကိုမြို့ပြတစ်ခုဖြစ်ပြောင်းလဲဖို့အတွက်လမ်းမကြီးတွေဖောက်လုပ်တဲ့အခါမှာဒီလိုလမ်းမကြီးတွေစုံမဲ့နေရာတဲ့မှာစုလီစီတီတော်ကြီးတည်ရှိနေတာဖြစ်ပါတယ်။ဒီစီတီတော်ကိုဖယ်ရှားဖြစ်ဖို့အတွက်စာတင်တဲ့အခါမှာတော့အမိန့်တစ်ခုပြန်ရောက်လာခဲ့တယ်။ဖះကိုမဖြတ်ရဘူးဖះကိုပတ်ပြီးတော့လမ်းဖောက်ရမယ်ဆိုတာပါ။အဲ့ဒီအမိန့်ကြောင့်ပဲဒီစီတီတော်ကြီးကဖြိုချမခံခဲ့ရပဲနဲ့ဒီလိုမျိုးမျိုးပြကြီးတစ်ခုရဲ့လမ်းအလယ်တက်မှာဆက်လက်ပြီးတော့တည်ရှိနေခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ဟောင်းကိုမြေပေါ်ပေါ်ကနေကြည့်မယ်ဆိုရင်လည်းလမ်းတွေအားလုံးက၄တောက်ကပုံစံနဲ့စနစ်တကျစီထားတာကိုတွေ့ရပြီးတော့အဲ့ဒီလမ်းတွေအားလုံးရဲ့စုံချက်နေရာကတော့စုလီစီတီတော်ပဲဖြစ်ပါတယ်။ဒါကြောင့်စုလီယာဆိုရင်စီတီတစ်ခုသာမဟုတ်ဘဲနဲ့ရန်ကုန်မြို့တိဆောက်ပုံအရာရန်ကုန်မြို့ရဲ့အဓိကဗဟိုချက်နေရာတစ်ခုဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။တနည်းပြောရမယ်ဆိုရင်ရန်ကုန်မြို့ဆိုတာကစုလီကိုဝိုင်းပြီးတော့တိဆောက်ထားခဲ့တာဖြစ်ပြီးတော့စုလီဆိုတာကလည်းရန်ကုန်မြို့ရဲ့နှလုံးသားဖြစ်လာခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့ဗဟိုချက်နေရာမှာရှိနေတဲ့စုလီစီတီတော်ဟာဆိုရင်နှစ်ပေါင်း2600ကျော်သက်တမ်းရှိပြီးတော့ရွှေတကုံစီတီတော်ကြီးကိုမတိဆောက်ခင်ကတည်းကတည်ရှိနေခဲ့တဲ့စီတီတဆူဖြစ်တယ်လို့လည်းယုံကြည်ကြပါတယ်။တန်လီမင်းရဲ့ညွှန်ကြားချက်နဲ့အတော့အမည်ရှိတဲ့အမတ်ကြီးကဦးစီးပြီးတော့တိဆောက်ခဲ့တာဖြစ်တဲ့အတွက်စီတီတော်ရဲ့မူလပွဲအမည်ကတိုက်အတုပ်စီတီဖြစ်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့စုလီစီတီတော်ဖြစ်လာခဲ့တာဖြစ်ပါတယ်။စီတီတော်ကြီးကိုအထက်ကပုံစံ18000နဲ့တိဆောက်ခဲ့တာဖြစ်ပြီးတော့စီတီတော်ရဲ့ရင်ပြင်ပေါ်ကိုတက်ရောက်ဖို့ဆိုရင်တော့အရှိအနောက်တောင်မြောက်အရက်၄မျက်နှာတစ်ခုစီမှာဝက်ပေါင်းတစ်ခုစီရှိပါတယ်။တချိန်ကဒီစီရီဝင်းကျင်မှာစုလီပင်တွေအများကြီးပေါက်နေခဲ့တာဖြစ်တဲ့အတွက်စုလီပင်တွေရှိတဲ့နေရာကိုအစွဲပြုပြီးတော့ဒီစီရီကိုလည်းစုလီစီရီလို့ခေါ်ခဲ့ကြတယ်လို့လည်းယုံကြည်ကြသလိုမွန်ဘာသာစကားဒါမှမဟုတ်ပါဠိဘာသာစကားကနေပြီးတော့အချိန်နဲ့မျှအတန်ပြောင်းလဲလာပြီးတော့စုလီစီရီဖြစ်လာတယ်လို့လည်းယူဆကြပါတယ်။ရွှေတကုံစီရီတမိုင်းနဲ့ဆက်ဖော်ပြထားတဲ့တမိုင်းကြောင်းတွေအရကတော့စုဝေးစီရီကနေပြီးတော့စုလီစီရီဖြစ်လာတယ်လို့လည်းထင်မြင်ချက်တွေရှိပါတယ်။ဒီလိုမျိုးတမိုင်းကြောင်းတွေရောက်ကွဲပြားမှုတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်မူလကြိုက်တုပ်စီရီကနေပြီးတော့စုလီစီရီလို့ပြောင်းလဲလာရတဲ့အကြောင်းကိုတော့အတိအကျပြောနိုင်ဖို့ခက်ပါတယ်။ဒါကမြောက်ဘက်မုတ်ကနေပြီးတော့ဒီဘက်ကိုဆက်လာမယ်ဆိုလို့ရှိရင်ဒီဘက်မှာစုလီဘူဘူရဲ့လမ်းဆောင်ရှိပါတယ်။
လေးစုနတ်လို့ခေါ်တဲ့စုလီဘိုးကြီးကတက်တန်းအရှိဆုံးနတ်တစ်ပါးဖြစ်ပြီးတော့ရန်ကုန်မြို့ကိုဆောက်ရှောက်ပေးနေတဲ့နမင်းကြီးတစ်ပါးအဖြစ်လည်းယုံကြည်ကြပါတယ် ကကုတံဘုရားရှင်လက်ထက်တည်းဆုလီဘိုးကြီးရှိခဲ့တယ်ပေါ့နော်ရှိတဲ့အခါကျတော့ဒီလေးစုတတ်ဖို့ရွှေတကုံတရားမဲ့အချိန်မှာဘယ်နူးမမေးဆန်းလို့မရတဲ့အချိန်မှာဆုလီဘိုးကြီးကမေးတဲ့အခါကျတော့ဒီလေးစုတတ်ဖို့ရွှေတကုံတိတ်တုတ္တနာကုံမှာတရားမယ်ဆိုတော့ဘိုးကြီးကတညို့တော့ညွှန်ပြတယ်ပေါ့နော်ထိုင်းနိုင်ငံကလာတဲ့ကမ္ဘောဒီးယားတို့ဘာလို့လားတရုတ်တို့ဘာလို့လားမျိုးစားလာတယ်နောက်ပြီးတော့ဘာလဲမြေစင်ကာပူအတိုက်ခိုက်ဖို့လို့ပေါ့နိုင်ငံရဲ့ချားကိုသွားမဲ့ဟာမျိုးလေးတွေအဲ့လိုပေါ့9ရက်သားလေးမျိုးကိုယ့်ရဲ့ကျမ်းမာရေးမကောင်းတာတို့စိတ်ုံတင်တာတာတို့ခွဲစိကုသမဲ့ဟာမျိုးလေးတွေကိုအဲ့လိုမျိုးလေးတွေဘိုးကြီးလာပြီးတော့ဆူတောင်းကြတာများတယ်ပေါ့နော်အရင်တော့မပြီးရဲ့ဘိုးကြီးရဲ့ရုပ်ထုတော်ကဥရုစတာကိုတိခဲ့တဲ့ဟာခုနကဟိုဒီမြတ်စွာဆုလီဘုရားရဲ့ခုံစင်းအောင်မှာပန်းညံလေးတခုရှိတယ်ခုနကပန်းညံလေးတခုလောက်ထားအဲ့ပန်းညံလေးနဲ့မှာဘိုးကြီးရဲ့တရင်သုံးတာအဲ့မှာတရင်သုံးတဲ့အခါကျတော့ဒါဘိုးဒီကဆုလီဘုရားပိုင်တဲ့နေရာဘိုးကြီးကိုဒီဆုလီဘုရားကုန်းတော်ဘိုးကြီးကိုပြင်ဆောင်တယ်ဗြိတိရှတွေအောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက်ပိုင်းကာလတွေအထိစုလီဘိုးဘိုးကြီးရုပ်ထုဆိုတာကဒီလိုမျိုးစုလီဖျားကုန်းတော်ပေါ်မှာရှိခဲ့တာမဟုတ်ပါဘူး။အဲ့ဒီအချိန်တွေကစုလီနဲ့နဲဆိုတာကစုလီဖျားလက်နဲ့မဟာဗန္ဓုလလန်ရဲ့အနောက်မြောက်တောင်အခုဗလီတည်ရှိနေတဲ့နေရာအနီးနားမှာရှိတဲ့ဥယျာဉ်အတွင်းထဲမှာရှိခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းကျမှဒီစုလီဘိုးဘိုးကြီးရုပ်ထုကိုအခုမြင်နေရတဲ့စုလီဖျားကုန်းတော်ပေါ်ကိုပြင်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုနဲ့တစ်ချိန်ကဥယျာဉ်တစ်ခုအတွင်းထဲမှာရှိနေခဲ့တဲ့ဒီစုလီဘိုးဘိုးကြီးရုပ်ထုကတော့အခုချိန်မှာတော့ရန်ကုန်မြို့ရဲ့အထင်ကြီးရဲ့နေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။စုလီတဝိုက်ကိုလေးလာကြည့်မယ်ဆိုရင်ဒီနေရာကရန်ကုန်မြို့ရဲ့သမိုင်းအမွေအနှစ်တွေကိုစူးစီးထားတဲ့နေရာတစ်ခုလည်းဖြစ်သလိုတစ်ဖက်မှာဆိုရင်လည်းရန်ကုန်မြို့ရဲ့မြို့ပြလူနေမှုအခြေအနေတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။နှစ်ပေါင်းရာကျော်တက်တန်းရှိတဲ့ကိုလိုနီခေတ်လက်ရာတွေဖြစ်တဲ့မြို့တော်ခန်းမှာတရားလွတ်တော်ချုပ်အဆောက်အုံတွေအပြင်ကိုလိုနီခေတ်ကတည်းကရှိနေခဲ့တဲ့မဟာဗန္ဓုလပန်းခြံထဲမှာဆိုရင်လည်းမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးသမိုင်းရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့လွတ်လပ်ရေးကျောက်တိုင်ရှိပါတယ်။အဲ့ဒါကြောင့်စုလီဆိုတာရန်ကုန်မြို့ရဲ့အတိတ်သမိုင်းတွေကိုထိန်းသိမ်းထားတဲ့သမိုင်းပြတိုက်ကြီးတစ်ခုဖြစ်တယ်လို့မျိုးအခုချိန်ထိလည်းရန်ကုန်မြို့ရဲ့မြို့လယ်ကောင်အစီကားဆုံးနေရာတွေကတစ်ခုအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။ဒီနေ့ကတော့ရန်ကုန်မြို့ရဲ့နှလုံးသားလို့ခေါ်ဆိုနိုင်တဲ့စုလီရဲ့အတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးအထင်ကြီးနေရာတွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ခီးသွွားအကြောင်းအရာတွေကိုလည်းမျှဝေပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ခဲ့အောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။